နေ့ကလေအရန်ကိုထူးဆန်းတဲ့မသိစိတ်ရစွမ်းပါဝါအကြောင်းပြောပြချင်လို့ဟိုတနေ့ကတနေ့ကားရခဲ့တဲ့နေရာလေဒီမသိစိတ်ရစွမ်းကိုအသုံးချပြီးတော့လိုချင်တဲ့ကားကိုညှို့ခဲ့တာလို့ပြောခဲ့တယ်နော်အခုအဲ့လိုပြောပြီးတော့တနေ့ကငွေတွေလိုချင်လို့ထပ်ပြီးတော့ညှို့လိုက်တယ်နောက်တစ်ခုပြောချင်တာကဟိုတနေ့ကစနစ်မှာတင်ပေးတဲ့ငွေဝေးစေးတဲ့တရုတ်တချို့ကိုလည်းမကြာခဏစိတ်ကူးတဲ့ပေါက်ရင်ပေါက်တယ်လို့မျိုးနားထောင်ခဲ့တယ်ပေါ့နားထောင်နေနေမနေ့ကကွန်ပျူတာကိစ္စတစ်ခုနဲ့မျိုးတွေကိုသွားခဲ့တဲ့အချိန်မှာမီးပွိုင်မိနေတဲ့အချိန်ကားတွေကရှေ့မှာတန်းစီပြီးပိတ်နေတာပေါ့ကွာအဲ့မှာတနေ့ကအရှိရကားကိုဘာရညာရမဟုတ်ဘူးအမတ်တမတ်ဖက်ကလေးကြီးလိုက်မိတာအဲ့ဒီကားနံပါတ်မှာက773လုံးဟာ773လဲ3လုံးလဲမြင်လိုက်ကောတနေ့ကဟာ thank you universe ဆိုချက်ချင်းပဲuniverse ကိုကျေးဇူးတင်ပြီးတော့ဖခင်ဆက်ကြပါလားကျမရဲ့လိုအပ်ချက်တွေကိုအမြဲတမ်းဖြည့်ဆည်းပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့စိတ်ထဲကနေသူ့ကိုပြောလိုက်တယ်ကျေးဇူးတင်ကြောင်းနေပြောလိုက်တယ်ဖခင်ဆက်ကြပါလားမိခင်တဘာဝတရားကိုကျေးဇူးတင်ပါတယ်ဆိုပြီးတစ်ချိန်လုံးအဲ့လိုစိတ်ကညှို့နေလိုက်တဲ့အချိန်မှာအဲ့လိုညှို့ပြီးတော့ဖက်ကလေးဆိုဘာရညာမဟုတ်ဘေးကကားကိုလည်းအဲ့လိုအမတ်တမဲ့ကြီးလိုက်မိတဲ့ခါမှာဘေးရဲ့ကားနံပါတ်ဒီ808ဟာ808ကိုထပ်တွေ့ပြီဆိုရင်တော့ပြေဆုံးကြွားခြင်းတွေကငါးစီကိုလာပြီဆိုတာသိတယ်အဲ့လိုနဲ့ပဲတနေ့ကမျိုးတဲကိုကွန်ပျူတာကိစ္စနဲ့သွားခဲ့ပြီးတော့အပြန်မှာညနေကျတော့ဒီတနေ့ကဒီလက်ဝါးကလေအရင်ရလာတော့ဟာငါးစီကိုတော့ငွေတွေကတော့ဝင်လာမှာဘယ်ဘလို့ဝင်လာမှာလဲတော့မသိဘူးငွေတိုင်းတွေကိုလည်းကြားနေတယ်ငွေတွေဝင်လာတဲ့ပုံရိပ်ကိုလည်းခံစားမိနေပြီစိတ်ကလည်းအလိုနေသိလာပြီအဲ့ဒီအချိန်မှာတနေ့ရဲ့လက်ကလေးတွေကိုတနေ့ကဒီမှာအဲ့လိုလက်ဝါးရရဲ့သပင်ကိုအဲ့လိုမျိုးပွတ်တတ်တယ်အဲ့လိုဒီလိုမျိုးအဲ့သပင်ကိုပေါ့နော်ငါးစီကိုကန်ကောင်းချင်းနေလာပြီးကန်ကောင်းချင်းနေလာနေပြီးကြိုးစိုးပါတယ်ဆိုပြီးတော့အဲ့လိုသပင်ကိုအမြဲတမ်းပွတ်ပြီးတော့အမြဲတမ်းပြောလို့ရှိတယ်အဲ့ဒီအချိန်မှာပဲဖုံးကဝင်လာတယ်တနေ့ရဲ့မိသားစုကပေးတာပေါ့နော်ပတ်စံ350တနေ့ရဲ့အကောင့်ထဲကိုလွှဲပေးလိုက်တယ်ဆိုတဲ့အကြောင်းကိုဖုံးကဝင်လာပါတယ်အဲ့မှာအရန်ပြောသွားတာစောစောတော့မှ77နဲ့808ကိုတွေးကြတာအခုငွေတွေဝင်ပြီဆိုပြီးတနေ့ကပို့ပြီးတော့ universe ကိုကျေးဇူးတင်သွားတယ်အဲ့အချိန်မှာတနေ့ကိုစောင့်ရှောက်နေတဲ့ဖရာတရားတန်ခါမိဘဆရာရဲ့ဖခင်ဆက်ကြဝလားမိခင်တဘာဝတရားနဲ့ငွေတွေပေးတဲ့မိသားစုတွေကိုကျေးဇူးတင်ပါတယ်ဆိုပြီးကျေးဇူးတင်ကြောင်းတွေပြောပြီးတော့ငွေတွေကိုလည်းကျေးဇူးတင်စိတ်နဲ့လက်ခံယူလိုက်တယ်အဲ့လိုယူပြီးတော့အဲ့ဒီငွေတွေလက်ခံပြီးတော့ဒီငွေတွေကိုမန္တလေးမှာနေတဲ့အမအကြီးစီကိုချက်ချင်းသူ့အကောင့်ထဲမှာလွှဲပေးလိုက်တယ်အမကိုလည်းဖုံးဆက်လိုက်တယ်အမလည်းပျော်သွားတယ်မန္တလေးမှာလှုပ်ရှားလေးရှိနေလို့ပေါ့နော်အဲ့လိုမျိုးငွေတွေကိုရခဲ့ပါတယ်တနင်္ဂငွေတွေလိုတဲ့ခါတိုင်းဒီမသိစရာစွမ်းပါဝါကိုအသုံးချပြီးတော့ညှို့ခဲ့တာဖြစ်ပါတယ်တကယ်လည်းအောင်မြင်ခဲ့ပါတယ်ဒါကြောင့်တချို့ကတနေ့ရဲ့တင်တန်းကိုတက်ချင်လို့လာပြီးတော့မေးတယ်တင်တန်းချင်းနှမျောပြီးတော့မေးအောင်ပဲမေးပြီးတော့မတက်တော့လိုချင်တဲ့ဘဝကမပြောင်းလဲဘူးเนาะမယုံကြည်ရင်မရဘူးယုံကြည်လို့ရှိရင်ရတယ်တနေ့စီမှာပဲဒီမသိစရာစွမ်းတင်တန်း9000နဲ့အထူးချေးပေးထားတာတခြားဆရာတွေစီမှာဆိုရင်9,000နဲ့အဲ့လိုမျိုးမသိစရာစွမ်းတင်တန်းကိုဖွင့်ပေးနေတာဖြစ်ပါတယ်တင်တန်းချင်းအပြည့်အတနေ့3သိန်းခွဲပါဒီစမှာကုန်လို့ရှိရင်9000နဲ့မပေးတော့ဘူးဒီစမှာလအတွင်းမှာထူချေ9000နဲ့မိသေးတယ်တက်ချင်တဲ့သူတွေပေါ့နော်ဒါတနေ့ကတင်တန်းရောင်းချင်လို့လာပြီးတော့ပြောတာမဟုတ်ဘူးဒီလိုမျိုးတွေရရှိခဲ့ပါတယ်အောင်မြင်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုလာပြီးတော့ပြောပြတာဖြစ်ပါတယ် energy ကူးလို့လည်းရပါတယ်เนาะတနေ့တို့ရဲ့ကောင်းမွန်တဲ့ energy တွေကိုလည်းကူးလို့ကြပါတယ်ကူးပါလို့ပြောချင်ပါတယ်တနေ့ရဲ့တင်တန်းစီကိုတက်ထားတဲ့ညီမလေးတွေမအောင်မြင်သေးဘူးဆိုရင်လည်းစိတ်မပြတ်ပါနဲ့သူကလေမရဘူးဆိုတာမရှိဘူးကွာအချိန်စောတာနဲ့နောက်ကျတာပဲရှိတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ကိုလှုပ်ထားတဲ့ manifestation တွေကပြည့်တာမပြည့်တာကွာသွားတာအချိန်နောက်ကျတာနဲ့စောတာပဲရှိတယ်ဒီမသိစရာစွမ်းအားတင်တန်းထဲမှာဆိုရင်တနေ့ကအထူးတန်တဲ့လက်ဆောင်ထည့်ပေးထားတာတော့သစ္စာဖောက်သွားတဲ့ချစ်သူအိမ်တော်ဘက်ဒီတခြားတစ်ဖက်မှာဘယ်သူနဲ့ဘာတွေပဲရှိကဘာကြီးရဲ့ဘယ်အချမ်းမှာပဲရောက်နေတနေ့လက်ဆောင်ထည့်ပေးထားတဲ့နီလန်းကိုလုံးမယ်ဆိုရင် तू ကတခြားတစ်ဖက်မှာရှိတဲ့အရာအားလုံးကိုလွတ်ချပြီးတော့မိမိတို့စီကိုပြန်လာပြီးသစ္စာရှိလာမဲ့နီလန်းကိုလည်းအထူး special လက်ဆောင်ထည့်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့အချစ်ခံရတဲ့ရေချိုးနည်းကိုလည်းထည့်ပြီးတော့လက်ဆောင်ထည့်ပေးထားတာဖြစ်လို့အရန်တန်ပါတယ်တခြားဆရာတွေစီမှာလည်းသွားတက်ချင်လဲတက်ပေါ့နော်ကိုနဲ့ energy ကိုက်တဲ့လူစီမှာလည်းသွားတက်ချင်လဲတက်ပါဒါပေမဲ့တနေ့စီမှာတော့အခုနလက်ဆောင်နှစ်ပုတ်ပါတယ်ပြီးလို့ရှိရင်လည်းဒီလကုန်ဒီကိုအထူးချေး9000နဲ့ပေးထားတယ်ဒီလကုန်သွားရင်တော့2026ထဲရောက်သွားပြီဆိုရင်နောက်တော့အထူးချေး9000နဲ့မရတော့ဘူးဒီသင်တန်းကအရန်ကိုလက်ကြီးတဲ့သင်တန်းဖြစ်နေတဲ့အတွက်သင်တန်းတက်တဲ့လူတွေကတော့အရန်ကိုကန်ကောင်းတဲ့သူတွေပါလိုအပ်တာတွေကပြည့်စုံပါပါတစ်ချိန်မဟုတ်တစ်ချိန်ပြည့်စုံပါပါလို့တနေ့ဟိုလာကြည့်ပါတနေ့လိုချင်တဲ့ဘဝကိုရရှိခဲ့တာဖြစ်ပါတယ်တနေ့ကချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်တော့မညို့ဘူးသူ့လိုချစ်တာကိုပဲလိုချင်လို့ပြီးရင်တနေ့ကအမြဲတမ်းအချစ်ခံရတဲ့သူဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အချစ်တချင်းတွေကိုပဲအချစ်ခံရတဲ့တချင်းတွေကိုပဲအမြဲတမ်းနားထောင်တယ်အသေးကွဲတချင်းဖိရတဲ့ချင်းလိုရတဲ့တချင်းတွေဒီတနေ့လုံးဝမကြိုက်ပါဘူးဖိရတာလောရတာဆွဲရတာတနေ့နဲ့မဆိုင်ပါဘူးလို့အရင်တော့နဲ့ခံအောင်ထားတာဖြစ်တဲ့အတွက် Facebook မှာ TikTok အသေးကွဲသမားတွေကိုတနေ့က
friend မလုပ်ပါဘူးလို့เนาะ energy တွေအခုခံပါဘူးလို့အချက်ခံရတဲ့သူတွေနဲ့ပဲတနေ့က friend လုပ်ပါတယ်လို့